ကဲဒီဘက်မှာတော့ငပုတ်မွေလေးကိုမွေစားကြမယ်နော်ဒီငပုတ်မွေလေးကအရန်ကိုထမင်းမြေစေတာမို့ကျွန်တော်တို့တူမွေစားကြမယ်အရင်ဦးဆုံးဈေးကားဝယ်လာတဲ့ငါးတွေကိုရေးတန့်စင်ထားပေးလိုက်ပါတယ်တန့်စင်လို့ပြီးပြီဆိုရင်တော့အိုးထဲကိုစီအနေတော်လေးထည့်ထားပေးလိုက်ပါတယ်ပြီးရင်တော့နွေးအနှင်းငယ်ထည့်ထားပေးပါတယ်ကဲရှိပူလာပြီဆိုရင်တော့ကျွန်တော်ထောင်းထားတဲ့ချက်သွန်စီချက်သွန်နီငရုတ်ကြီးဆယ်ပလင်တို့ငပိတို့ကိုထည့်ပြီးတော့ကျွန်တော်စီပတ်ထားပေးလိုက်ပါတယ်ရှိတက်လို့အနက်မှွေးလာပြီဆိုရင်စောစောကရေဆေးထားတဲ့ငါးတွေကိုကျွန်တော်ထည့်ပြီးတော့တမအောင်ကျွန်တော်ပြန်မှွေထားပေးလိုက်ပါတယ်ငါးတွေတမလာပြီဆိုရင်တော့အရသာအတွက်စားချုံမုတ်တို့ကိုကျွန်တော်တုပ်ထားပေးလိုက်ပါတယ်ငွေချင်းတို့ဒီနေရာမှာတခြားအရသာတွေထည့်လို့ရပါတယ်ခင်ဗျာပြီးရင်တော့စုပ်စည်းရေးထည့်ပြီးတော့ကျွန်တော်အဖို့ခဏအုပ်ထားပေးလိုက်ပါတယ်ကဲငါးတွေနူးလာပြီဆိုရင်တော့ကျွန်တော်ငါးတွေကိုဖြည်းဖြည်းလေးခြေထားပေးလိုက်ပါတယ်ငါးတွေကြေလာပြီဆိုရင်တော့ကျွန်တော်မကြီးရည်လေးအနည်းငယ်ထည့်ပြီးတော့ခဏပြန်မှီထားပေးလိုက်ပါတယ်ပြီးရင်တော့အရသာလေးကျွန်တော်မြည်ကြည့်ထားပေးလိုက်ပါတယ်အရသာလေးလည်းအနေတော်လေးဖြစ်ပြီးဆိုတော့ခဏနေပို့ချလို့ရပါပြီခင်ဗျာဒါကတော့အရန်ကိုအရသာစီးတဲ့ငပုတ်မှွေလေးဖြစ်ပါတယ်ပြီးရင်တော့ကိုစားသုံးမဲ့ပကံလေးကိုခတ်ထည့်ပြီးတော့အသင့်စားသုံးလို့ရပါပြီခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့တငယ်ချင်းတယောက်စီတိုင်းကိုလည်းကျေးဇူးတင်ရှိပါတယ်မြန်မာနိုင်ငံလည်းအမြင့်ဆုံးငြိမ်းချမ်းပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်